အခန်း16ကြက်သွေးရောင်မီးရှံတစ်သည်မစ်ကျဲများလားစူစီမိုသည်ထိုသို့ရုတ်တရက်တွေးလိုက်ပြီးနောက်ချက်ချင်းပင်မဖြစ်နိုင်ကြောင်းသိလိုက်၏အရက်မြင့်မြင့်ကြီးမားကြံ့ခိုင်သောကိုဟန်ရှိသည့်ပုံရိပ်ကသူ့ထံသို့ချီးကပ်လာ၏သူ၏ခန္ဓာကိုယ်သည်အမွှေးရှည်များဖြင့်ဖုံးအုပ်နေပြီးညီဆိုးဆိုအနံ့ကထွက်ပေါ်နေ၏အဲ့ဒါကဘလို့လို့ကျဲကွဲဖြစ်နိုင်ပါမှလဲစူစီမိုသည်ထိုသူ၏ပုံမှန်သဏ္ဍာန်ကိုရှင်းရှင်းလင်းလင်းသိရဖို့တစ်ချက်လောက်သေချာကြည့်ရန်မျက်လုံးကိုဖွင့်ကြည့်ဖို့ကြိုးစားလိုက်၏သို့တော်လေသူသည်ပင်မနှွမ်းနယ်ဖြော်တော့လာပြီးမျက်ခွန်များကလေးလံလာကသူ၏မြင်ကွင်းကမှုံဝါးလာလေတော့ဤသူ့တဝါမြင်လိုက်ရတာကတော့မင်းမှောင်နေသောပုံရိပ်တစ်ခုကတစုံတစ်ခုကိုကင်ဆွဲကတောင်ကြားအထက်မှရှေ့နောက်လွှဲရမ်းခိုကူးလာလေ၏သူ၏လှုပ်ရှားပုံကအင်မတန်ပေါ်ပါသွက်လက်လေ၏ခဏလေးအတွင်းမှာပင်သူသည်တောင်ကြားအထက်တောင်ကုန်းထိပ်သို့ရောက်ရှိသွားပြီးဝန်ပလွေအုပ်၏ဝင်းရံပိတ်ဆို့မှုမှဖောက်ထွက်ခဲ့လေ၏ဝါဝါထိုအနက်ရောင်ပုံရိပ်ကတောင်ကြားထဲတွင်ကျန်ခဲ့သောဝန်ပလွေအုပ်ကိုတစ်ချက်ပြန်လှည့်ကြည့်လိုက်ပြီးကြောက်စရာကောင်းစွာလှောင်ရေမောလိုက်၏ထို့နောက်သူသည်စူစီမိုကိုတည်ဆောင်ကတောအုပ်ထဲသို့ပြေးဝင်ပျောက်ကွယ်သွားလေတော့၏ဘလောက်ကြာသွားပြီပင်မသိတော့ပဲစူစီမိုသည်တဖြည်းဖြည်းသတိပြန်လေလာကထထိုင်ဖို့ကြိုးစားရုန်းကန်လိုက်၏သူ့တကိုယ်လုံးသည်နာကျင်နေပြီးသူ့ကြွက်သားများကလည်းထုံကျင်ကြိုက်ခဲနေလေဤစူစီမိုငုံကြည့်လိုက်သောအခါသူ့တန်ရာများပေါ်တွင်ဘာမှမသိရသောဆေးပင်များကိုထုချေအောင်ထားသည်ကိုတွေးလိုက်ရ၏အဲ့ဒါမှအေးမြသောအထီးအတွေ့ကိုသူခံစားရ၏သူခန္ဓာကိုယ်၏ဒဏ်ရာမရဘဲကြံရှိသောနေရာတိုင်းကိုလည်းဘာမှမသိရဘဲဆိုးရွားနံစော်နေသောအရာများဖြင့်လိမ့်ကြံထားလေ၏စူစီမိုသည်မျက်ခုံးတွန့်ပြီးလှည့်ပတ်ကြည့်ရှုလိုက်၏နေရာသည်ထူးထူးခြားခြားဘာမျှမရှိလှပဲအတော်အတန်ကျယ်ဝန်းသောလိုင်ကူတစ်ခုဖြစ်လေ၏များစွာသောဝင်းပလွေအရေခွန်များကိုတော့နံရံများတွင်တွဲလောင်းချိတ်ထားလေ၏ထိုအချိန်မှာပင်လိုင်ကူ၏ဝင်ပေါက်ဖက်မှရှူရှူရှဲရှဲအတန်များထွက်ပေါ်လာ၏အရက်ရှည်ရှည်ကြီးမားသောပုံရိပ်ကြီးကလှမ်းဝင်လာလေ၏သူလမ်းလျှောက်လာပုံမှာအနှဲငယ်ထူးဆန်းနေ၏သူသည်ခြေဖျားထောက်ပြီးခုံဝင်လာသလိုပင်စူစီမိုသည်တေချာအောင်ကြည့်လိုက်ပြီးနောက်နေရာမှာပင်ကြက်သေးသေးသွားလေ၏ယခုဝင်လာသောသူမှာလူမဟုတ်မြောက်ကြီးတကောင်သာသူ့ကိုကယ်တင်ခဲ့တာကတကယ်ပဲမြောက်တကောင်လားစူစီမို၏ခံစားချက်ကအနှဲငယ်ရှုပ်ထွေးသွား၏ကမ်းလန်ရိုးမှရှိခဲ့သော6လလောက်ကာလအတွင်းသူ့လက်ချက်ဖြင့်တေခဲ့သောစိတ်ဝိညာဉ်တောကောင်ပေါင်းသည်အ ਨੇ ဆုံး800မှ1000အတွင်းတွင်ရှိလေသည်အဆုံးသတ်မှာတော့သူသည်စိတ်ဝိညာဉ်မြောက်တကောင်၏ကဲတင်ခြင်းခံရလိမ့်မည်ဟု၍လုံးဝထင်မှတ်မထားပေစိတ်ဝိညာဉ်မြောက်ကကြည့်ရတာတော့တာမန်လိုပင်သူ့တွင်တွဲလောင်းချထားသောအခါဒုစစ်ကိုကြော်လွန်အောင်ရှည်လျားသောလက်တံများရှိလေ၏သူ့မျက်လုံးအိမ်နက်ထဲတွင်အနီရောင်အလင်း14တစ်စက်ကလှည့်ပတ်လှုပ်ရှားအားနေရင်းကအနှဲငယ်ထူးဆန်းပြီးလျှို့ဝှက်စမ်းကြယ်နေလေ၏ကျေးဇူးတင်ပါတယ်စူစီမိုကစိတ်ဝိညာဉ်မြောက်ဘက်သို့လက်သီးဆုပ်ဂါဝရပြုလိုက်၏စိတ်ဝိညာဉ်မြောက်ကလူလိုပင်နှုတ်ခမ်းဆူလိုက်၏သူသည်စူစီမို၏ကျေးဇူးတင်ခြင်းကိုပြန်လည်တုံ့ပြန်မနေပေသူသည်လက်ကပြ၍နေရန်တွင်ရှိသောဝင်းပလွေအရေခွန်များကိုညွှန်ပြလိုက်ပြီးဝါလာဝါလာနှင့်အချိန်အနည်းငယ်ကြာစကားပြောနေလေ၏နောက်ဆုံးစိတ်ဝိညာဉ်မြောက်သည်စူစီမိုဘက်သို့လက်ညှိုးထိုးလိုက်ပြီးနောက်လက်ညှိုးကိုပြန်ထောင်ကာလှောင်ပြောင်ရန်စသောအမူအရာဖြင့်ဘယ်ညာရန်ပြလိုက်လေ၏ဘရုစ်လီစတိုင်ဖြင့်လူလိုစကားမပြောတတ်တာကလွဲရင်ဤစိတ်ဝိညာဉ်မြောက်သည်လူတစ်ယောက်နှင့်ထူးမှခြားနာပင်ဤစိတ်ဝိညာဉ်မြောက်သည်လက်ဟန်ခြေဟန်မျက်နှာအမူအရာများဖြင့်သူ၏စိတ်ခံစားချက်များကိုကောင်းမွန်စွာထုတ်ဖော်ပြောဆိုနိုင်လေ၏စူစီမိုသည်မချုပ်တဲနိုင်တော့ဘဲရေချလိုက်၏သူသည်တေချာအောင်စူးစမ်းမေးမြန်းလိုက်၏မင်းပြောချင်တာကမင်းငါကိုကယ်ခြင်းလို့ကယ်ခဲ့တာမဟုတ်ဘူးမင်းကအဲ့ဒီဝန်ပလွေတွေနဲ့ရန်ညိုးရန်စားရှိလို့ငါကိုတမင်ကယ်ခဲ့တာအဲ့လိုလားစိတ်ဝိညာဉ်မြောက်ကပါဇက်ဖြဲကပြုံးလိုက်ရင်ခေါင်းကြီးပြလိုက်လေကိစ္စကဒီလိုဆိုမှတော့ငါတို့မှာဘုံရန်သူရှိနေတာပဲအဲ့တော့ငါတို့လက်တွဲပြီးအဝန်ပလွေတွေကိုမျိုးဖြုတ်ကြတာပေါ့ကမ်းလန်ရိုးမှအတွင်းစူစီမိုသည်အထီးကျန်မှုကို6လကြာအောင်အင်းသီးခံခဲ့ရ၏သူသည်စကားပြောဖို့တယောက်ယောက်တော့အဖော်လိုခြင်းမိပေသည်
ယခုသူရှိမှစိတ်ဝိညာဉ်မြောက်သည်အလွန်တရာညံကောင်းလာပြီးလူတစ်ယောက်နှင့်မခြားပေစိတ်ဝိညာဉ်မြောက်သည်အထင်သေးသောပုံဖြင့်တရွေထွေးလိုက်လေ၏သူ၏အမူအရာကစူစီမိုသည်သူနှင့်လက်တွဲရန်ချီနှင့်လွန်းသည်ဟုအထင်သေးဆက်စော့အဖက်မှလှုပ်ဟန်ဖြင့်လောင်ပြောင်လိုက်ခြင်းဖြင့်ပေ၏စူစီမိုသည်ကြောင်သွားပြီးပြောစရာစကားပင်မဲ့သွားရ၏သူကိုမြောက်တကောင်ကတောင်အထင်မကြီးပေပါပဲဖြစ်ဤမြောက်သည်သူ၏အသက်သခင်ကျေးဇူးရှင်ဖြစ်လေ၏ပြန်လှန်ခံပြောဖို့မသင့်ပေနည်းနည်းတော့ကြောင်တောင်နိုင်လေ၏စူစီမိုသည်လိုင်ကူဝင်ပေါက်မှတဆင့်အပြင်ဘက်သို့မလုံးမလဲဖြင့်လှမ်းကြည့်လိုက်၏ရုတ်တရက်သင်္ကာမကင်းစိတ်ကဖြစ်ပေါ်လာလေ၏သူသတိလစ်နေတာအ ਨੇ ဆုံးတရက်တော့ရှိလောက်ပေပြီဒီတစ်ချိန်အဲ့ဒီဝန်ပလွေတွေကဘာလို့သူ့နောက်ကိုလိုက်မလာတာပါလိမ့်သူ့ကိုယ်ပေါ်ကစူးရှာပုတ်အနှံ့ကြောင်လားစူစီမို၏မျက်လုံးသည်အယောင်တောက်သွားပြီးဝန်ပလွေတွေအနံ့ခံလိုက်မလာနိုင်အောင်ငါကိုနံ့ကိုဖျောက်ပေးနိုင်တဲ့နီးမင်းမာရှိတာလားဟုမနေနိုင်စွာမေးလိုက်လေဤစိတ်ဝိညာဉ်မြောက်ကခေါင်းမော်ပြီးကျဲလောင်စွာရေမောလိုက်လေ၏သူသည်ဂုံယူစရာကြီးကျယ်ခမ်းနားသောအရာတစ်ခုကိုလုံနိုင်ခဲ့သလိုလက်များကိုဝေယမ်းပြီးလှဲ့ပတ်ခုံစွာကစူစီမိုကိုအဆက်မပြတ်လှောင်ရည်နေလိုက်၏သူအားဇက်တိုက်လောင်ပြောင်းနေသည်ကိုကြည့်ကစူစီမိုသည်အလွန်တရာဒေါသထွက်လာပြီးအယုဒ္ဓအနတ္တစေရီတိုင်းထွာသောစကားများထွက်မလာစေရန်ချုပ်တဲထားရ၏ထို့နောက်သူသည်အန်ကိုတင်းကြိတ်ကတလုံးချင်းပြောလိုက်လေ၏မင်းတောက်မြောက်ငါစူစီမို၏မနစ်မြို့သောအမူအရာကိုကြည့်ကစိတ်ဝိညာဉ်မြောက်ကပိုလိုတောင်ပျော်ရွှင်လာလေ၏သူသည်ဝိုကိုဟုအဆက်မပြတ်အော်ကပီတိဖြာကျဉ်နဲ့နေလေတော့၏စူစီမိုသည်အန်ကိုကြိတ်ပြီးတောက်မြောက်ငါဒဏ်ရာတွေပြန်ကောင်းသွားရင်ငါမင်းနဲ့ချမယ်ဟုစိတ်ဆိုးမှန်ဆိုးဖြင့်ပြောလိုက်လေဤစိတ်ဝိညာဉ်မြောက်ကတောက်ရေးမလုပ်ပေသူသည်ငကိုနေရာမှာပင်လက်ပိုက်ရက်ပြီးမောက်မာစွာရေမောနေလေ၏စူစီမိုသည်တကိုယ်လုံးဒဏ်ရာများဖြင့်ပြည့်နှက်နေ၏အခုချိန်မှာဤမြောက်ကိုသူဘာမှလုံနိုင်စွမ်းမရှိပေသူသည်မြေပေါ်သို့လှဲချလိုက်ပြီးစိတ်ကိုလျှော့ချရန်ကြိုးစားလိုက်၏သူလှဲချလိုက်စဉ်မှာပင်သူ့မျက်နှာနှင့်မလန်းမကန်းတွင်ဆိုရဲနေသောကြက်သွေးရောင်တတိတစ်လုံးကတွဲလောင်းကျနေပြီးအနှဲငယ်လှုပ်ရမ်းနေတာကိုသူတွေ့လိုက်ရ၏ရင်းသည်ဝင်း၍ပြောင်လက်နေကအရေရွှမ်းပုံရပြီးစားကျင်စပွဲရနန်းကထွက်ပေါ်နေ၏လောလောဆယ်စူစီမိုသည်ရေတော်စာနေကသူ့လေချောင်းက၆ကပ်နေ၏တိတ်အထွေအထူးစဉ်းစားမနေပဲသူသည်ထိုတစ်တီးကိုဆွဲယူကပါဇက်ထဲသို့တကိုက်ပြီးတကိုက်ပါလုတ်ပါလောင်းတွတ်လိုက်လေ၏တစ်တီးသည်သူ့ပါဇက်ထဲတွင်ဝါလိုက်သောအခါနှုတ်ဤနေပြီးထွက်လာသောအရေများကလက်ဆက်ချုံမြနေကသူ့ဝမ်းပိုက်တွင်သို့ပူနွေးစည်းဝင်သွားလေ၏စိတ်ဝိညာဉ်မြောက်ကဤမြင်ကွင်းကိုအမှတ်တမဲ့မြင်တွေ့သွား၏သူငယ်အိမ်ကကျုပ်ဝင်သွားပြီးကျဲလောင်စွာရေမောနေသောအတန်ကရုတ်ချီးရက်တန့်သွားလေတော့ဤစူစီမိုသည်သူ့ရှာကိုစုပ်တက်လိုက်ပြီးတစ်တီး၏အရသာကိုခံစားနေလေ၏သူသည်ဤတစ်တီးမျိုးနောက်တစ်လုံးများရှိအောင်မလားဆိုပြီးလှဲ့ပတ်ရှာကြည့်နေတော့လိုင်ကူထဲတွင်တက်ချင်ဖြက်ချင်စိတ်အငွေ့သက်များရုတ်တရက်ပြန့်လွင့်လာသည်ကိုသတိထားများရတရမိလိုက်၏လေတုကအနှဲငယ်အေးဆက်ခတ်ထန်လာသည်ဟုထင်ရလေ၏စူစီမိုသည်ကြောင်သွား၏သူသည်စိတ်ဤလှုံ့ဆော်မှုအရာမုတ်တုတ်ထထိုင်လိုက်သောအခါစိတ်ဝိညာဉ်မြောက်၏မျက်နာကြီးကသူ့ရှေ့တွင်ဝါးကနေပေါ်လာပြီးသူ့မျက်နာနှင့်တိုက်မိတော့မတက်ပင်စိတ်ဝိညာဉ်မြောက်သည်အန်ကိုတကြည့်ကြည့်ကြိတ်ဝင်သက်ထွက်သက်ကိုတရှူးရှူးတရှဲရှဲရှူရှိုက်ကမီးဝင်းတောက်နေသောမျက်လုံးဖြင့်စူစီမိုကိုစူးရဲစွာစိုက်ကြည့်နေလေ၏သူသည်စူစီမိုအားအစိမ့်လိုက်ဝါစားတော့မလို့ပင်စူစီမိုသည်ရင်ထဲထိတ်ခနဲဖြစ်သွားလေ၏အခုလေးတင်သူဆွဲစားလိုက်သောတစ်တီးကတာမန်ဒီတစ်လုံးဟုတ်ပုံမရပေဟေ့ငါနည်းနည်းစာနေလို့အတီးလေးတစ်လုံးယူစားလိုက်တာကိုမင်းကအဲလောက်ဖြစ်เสียလို့လားဟမင်းမျက်နာကြီးအနာကပ်လာတာငါအန်တောင်အန်ချင်လာပြီစူစီမို၏စကားတန်ကိုကြားလိုက်ရချိန်တွင်စိတ်ဝိညာဉ်မြောက်၏ဒေါသကပို၍ပင်အထွတ်ထိပ်သို့ရောက်ရှိသွားလေတော့၏သူသည်အလွန်တရာစိတ်ဆိုးဒေါသထွက်လာကခုန်ထား၍သူ့ရင်ဘက်ကိုလက်ဖြင့်တဖုံထုရိုက်နေလေတော့ဤစိတ်ဝိညာဉ်မြောက်သည်သူ့ဘေးရှိနေရန်သို့တဟုန်ထိုးပြေးဝင်ချသွားကနေရန်ကိုသူကောင်းနှင့်ပြစ်တိုက်ချလိုက်၏ကြောက်သားများကကြေမွသွားကပြန့်ကျဲ့သွားလေ၏ထွက်ပေါ်လာသောအတန်ကကြောက်เสียပင်စူစီမိုသည်တိတ်တဆိတ်တုန်လှုပ်သွား၏စိတ်ဝိညာဉ်မြောက်က
လွန်စွာတမ်းမာအားကောင်းလာပေသည်သူ၏ဒဏ်ရာများသက်သာပြအောက်ကင်းသွားပြီးသူ၏အကောင်းဆုံးအခြေအနေသို့ပြန်ရောက်လာလျင်ပင်ဤမြောက်ကိုသူမနိုင်လောက်ကံကောင်းထောက်မလို့စိတ်ဝိညာဉ်မြောက်ကဒေါသများကိုသူ့အပေါ်သို့ပုံမချသေးပေသူသည်ကြောက်သားမြေကိုဖနှောင့်ဖြင့်စောင့်ပေါက်ကကြောက်နေရန်ကိုလက်သီးဖြင့်တဝုံဝုံအဆက်မပြတ်ထုရိုက်နေလေတောဤအချိန်မှာပင်သူ့ဝမ်းပိုက်သည်နှွေးလာပြီးနောက်ပူပြင်းစုပွက်လာသည်ကိုစူစီမိုရုတ်တရက်ခံစားလိုက်၏သူ့ခြေလက်နှင့်အယိုးများတစ်လျှောက်အပူစီးကြောင်းတစ်ခုကပြန်နှံတိုးဝင်လာလေ၏စူစီမို၏အသားများသည်စတင်ညီရဲလာလေ၏အဲ့ဒါကသူ့ဝမ်းပိုက်အတွင်းတွင်မီးဖိုတစ်ခုရောက်လာပြီးသူ့အသားများကိုအရှင်လက်လက်မီးကင်နေသည့်အတိုင်းပင်နာကျင်မှုကဘလို့မှတောက်မခံနိုင်တော့ပေကျွတ်စူစီမိုသည်အသက်ရှူထုတ်လိုက်ပြီးစိတ်ကိုတည်ငြိမ်စေလိုက်၏သူ့တန်ရာများပတ်လဲရှိအသွေးအသားများသည်မျက်စိဖြင့်ကြည့်၍တိတာစွာမြင်နိုင်သောနှုံးထားဖြင့်ပင်တတုတ်တုံနှင့်ပြန်လဲပေါင်းဆက်ပြုပြင်နေကစိတ်အသစ်များကလျင်မြန်စွာထွက်ပေါ်လာပြီးတက်တာပျောက်ကင်းကုန်လေ၏ထို့နောက်အမာရွတ်များသာလျှင်ကြံရှိခဲ့လေတော့ဤတိတ်မကြခင်မှာပင်အမာရွတ်များသည်လည်းကွာကြကုန်ပြီးအရေပြားများသည်သူ့ငကိုအတိုင်းပင်နုပြိုလက်ဆက်စွာကြံရှိခဲ့လေတော့ဤဝန်ပလွေများလက်ချက်ဖြင့်အသားတလိုက်ပဲ့ထွက်သွားသောသူ့ပေါင်မှဒဏ်ရာပင်လျင်ဤအချိန်၌သူ့ဘာသာလျင်မြန်စွာပြုပြင်ဖာထေးနေလေ၏30နှစ်စူစီမိုသည်ကောင်းကင်သို့မော၍အော်ဟစ်လိုက်၏သူခန္ဓာကိုယ်သည်ပောက်ကွဲထွက်တော့မည်ကဲ့သို့ခံစားလာရ၏အခြေအနေမကောင်းတော့ဘူးဒီစွမ်းအင်ကတော်တော်ကြီးအားကောင်းနေတာပဲဒီတိုင်းသာဆက်သွားရင်တော့ငါခန္ဓာကိုယ်ကတစားစီဖြစ်တော့မှာပဲစူစီမူသည်တိတ်ပြီးတော့စဉ်းစားမနေအားပေသူသည်ခန္ဓာကြန့်ခိုင်ပြီးစေခြင်းနှင့်အယွတ်အသွင်ပြောင်းလဲခြင်းကိုလျင်မြန်စွာလှည့်ပတ်စေလိုက်ပြီးဝင်လေထွက်လေရှူရှိုက်ခြင်းကိုစတင်လှုပ်ဆောင်လိုက်၏တစ်ချိန်တည်းမှာပင်စူစီမိုသည်ကောင်းကင်ထဲသွားခြေလမ်းဖြင့်ခုန်ပေါက်နေလေ၏သူသည်မဟာအရိုင်းကဘာကနတ်ဆိုးသားရဲ့ဘယင်12ပါး၏လျှို့ဝှက်နှင့်နေကံတော်ဝင်ပညာရဲ့၏ကိုဟန်လှုပ်ရှားပုံများကိုဇက်တိုက်ဖော်ထုတ်ပြီးလိုင်ကူထဲတွင်ယူသွတ်စွာရှောက်ပြေးလွှသားပြီးတစ်ချက်နယံနှင့်ပြင်းထန်စွာပြစ်တိုက်နေလေ၏တိုးဝင်လာသောစွမ်းရည်များကအစမတန်များလွန်းလို့တနေရာသို့သူပုံချခြင်းနေပေသည်ဤမြင်ကွင်းကိုကြည့်ပြီးနယံကိုခေါင်းနှင့်ပြစ်တိုက်၍ပောက်ကွဲနေသောစိတ်ဝိညာဉ်မြောက်ပင်လျင်တုံလို့ရက်တန့်သွားလေ၏သူသည်စူစီမိုကိုကြည့်၍ပါဇက်အဟောင်းသားနှင့်ကြောင်နေလေ၏သူကငါထက်တောင်ပိုယူသွနေသေးတယ်ဟာအလွန်တရာများပြားလှစွာသောစွမ်းရည်အစီးနှင့်များကစူစီမို၏ခန္ဓာကိုယ်ထဲသို့ယူသွစွာစီးဝင်နေပြီးသူ့ခန္ဓာကိုဇက်တိုက်အာဟာရပြုတန့်စဉ်ပေးနေပြီးအရေပြားများကိုမာကြောလာစေကသူ၏အရွတ်ကြီးများကိုဆွဲဆန့်တန်မာလာစေ၏သူ၏ခန္ဓာကြန့်ခိုင်မိစေခြင်းနှင့်အရွတ်အသွင်ပြောင်းလဲခြင်း၏ပညာရဲ့အဆင့်ကလည်းတဟုန်ထိုးခုန်တက်လာလေတော့ဤစူစီမို၏ခန္ဓာကိုယ်ထဲရှိအရွတ်ကြီးများသည်တဒုတ်တုတ်ဖြင့်တုံခါလာလေ၏လေးကျိုးတုံခါသလိုအတန်များထွက်ပေါ်လာလေ၏အရွတ်အသွင်ပြောင်းလဲခြင်း၏စာအုပ်အောင်မြင်မှုအစဉ်သူခန္ဓာကိုယ်၏လိုက်ရောညီထွေဟန်ချက်နှင့်ပေါ်ပါဖြက်လက်မှုကလည်းတိုးတက်လာလေ၏သူခြေလန်းတိုင်းကယခင်ကထက်တိတာစွာပေါ်ပါလျင်မြန်သွက်လက်လာ၏သူခွန်အားကလေးလျင်မြန်စွာတိုးမြင့်လာလေ၏တွဲပွဲပြောခဲ့ပုံအရဆိုလျင်သူသည်အရွတ်အသွင်ပြောင်းလဲခြင်း၏စူးအောင်မြင်မှုအဆင့်ကိုရောက်ရှိတာနှင့်သူ၏ခွန်အားကအစင်ရှိချီစုဖွဲ့စစ်တီတော်ကိုပင်ချင်းချောက်နိုင်စွမ်းရှိလာပေလိမ့်မည်၏အဆင့်ထိရောက်ရှိလာတော်လဲစူစီမို၏ဝမ်းပိုက်အတွင်းမှဆာလာခဲ့သည့်ကြီးမားလှသောစွမ်းရည်အရင်းမြစ်ကမကုံဆုံးသေးပေစူစီမို၏အရေပြားများသည်စုပ်ပြဲသွားပြီးခန္ဓာကိုယ်တစ်ခုလုံးကသွေးအလိမ့်လိမ့်ဖြင့်ဖြစ်လာလေ၏နင်းသည်ကြည်ရသည်မှာသွေးပြက်ကြောချမ်းစရာမြင်ကွင်းဖြစ်လေသည်ဘာတွေလာဖြစ်နေတာလဲကွာစူစီမိုသည်ကြောက်ရွံ့တုန်လှုပ်လာ၏ဒီတိုင်းရေစာလို့ကောက်စားလိုက်သောတစ်တီးတစ်လုံးကသူ့အသက်ကိုပင်နှုတ်ယူတော့မှလာမပြောတတ်ပေတကယ်တော့ထိုနီရဲရဲ့တစ်တီးသည်ကျင့်ကြံရေးလောကတွင်လွန်စွာနာမည်ကြီးသောတစ်တီးဖြစ်လေ၏ယင်းသည်စိတ်ဝိညာဉ်အမျိုးအစားဖြစ်ပြီးကြက်သွေးရောင်မီးရှံတစ်တီးဟုခေါ်ကြလေ၏နင်းပင်သည်နှစ်တစ်ထောင်ကြာမှသာလျှင်အပွင့်ပွင့်ပြီးတခါသာသီးတက်လေသည်ကြက်သွေးရောင်မီးရှံတစ်တီးတွင်အလွန်ပြင်းထန်အားကောင်းသောစွမ်းရည်အစီနှင့်များပါရှိလေယင်းသည်အလွန်ပြင်းသောအားစေးကြီးတစ်လုံးပင်ငင်းဤဆေးဘက်ဆိုင်ရာဂုံတက်တိသည်တေဇောဓာတ်ဖြစ်လေရင်းသည်
ပူ၏၆သွေး၏ပောက်ကွဲတတ်၏ဘသူကမှငင်းကိုသူ့ကြီးတက်တက်မစားသုံးရဲပေအများစုသည်ငင်းကိုအခြားသောဆေးဘက်ဝင်ပစ္စည်းများနှင့်ရောနှောတန့်စင်၍ဆေးလုံးအဖြစ်ဖော်ဆက်ကာအင်း၌ပါဝင်သောများပြားသည့်တေဇောဓာတ်များကိုမျှတသည့်အထိလျှော့ချပြီးမှသာစားသုံးကြလေရှိလေ၏အကယ်လို့စူစီမိုသည်နတ်ဆိုးသားရဲဘရင်10နှစ်ပါ၏ပညာရက်များကိုသာလေ့ကျင့်မထားဘူးဆိုလျှင်သူသည်အလွန်တန်မှကြံ့ခိုင်သောခန္ဓာကိုယ်ကိုသာပိုင်ဆိုင်မထားဘူးဆိုလျှင်အခုချိန်လောက်ဆိုကြက်သွေးရောင်မီးရှံတစ်တီး၏အားကောင်းသောအပူဓာတ်ကသူ့ကိုပြဖြစ်သည့်အထိလောင်ကျွမ်းပြီးနေလောက်ပေပြီးစိတ်ဝိညာဉ်မြောက်သည်ကြက်သွေးရောင်မီးရှံတစ်တီးကိုနှစ်ပေါင်းများစွာကြာအောင်ထိမ့်သိမ်းဆောက်ရှောက်ခဲ့ရ၏သူသည်ရက်အနှဲငယ်အတွင်းမီးရှံတစ်တီးမှဲ့လာမှာကိုစောင့်နေခြင်းဖြစ်လေ၏သူသည်အစားကမကြခင်အတွင်းတရက်လောက်အချိန်ပေးပြီးမီးရှံတစ်တီးကိုစားဖို့ရည်ရွယ်ထား၏မမျှော်လင့်ဘဲနှင့်စူစီမိုကငင်းကိုတထိုင်နှင့်အကုံစားပစ်လိုက်လေ၏အပေါ်ယံအခွနလေးပင်မကြံခဲ့ပေစိတ်ဝိညာဉ်မြောက်စောစောကဘလောက်တောင်စိတ်ဆိုးဒေါသထွက်နေမလဲဆိုတာစဉ်းစားကြည့်နိုင်ပေ၏ထို့သို့ဆိုတော်လဲယခုအခါစူစီတယောက်အလွန်တရာနာကျင်ခံစားနေရသည်ကိုကြည့်ကာစိတ်ဝိညာဉ်မြောက်သည်ဒေါသမထွက်အားတော့ပဲကြောက်ရွံ့တုန်လှုပ်လာလေဤစိတ်ဝိညာဉ်မြောက်ကအလွန်တရာညံကောင်းလာပေသည်ကြက်သွေးရောင်မီးရှံတစ်တီးကိုစားသုံးခဲ့သူမှာသူသာဆိုလျင်သူသည်လည်းစူစီမို၏အခြေအနေထက်ပိုမကောင်းနိုင်ကြောင်းသူကောင်းစွာသိလေ၏သူသေးသွားတာလည်းဖြစ်ကောင်းဖြစ်နိုင်လေသည်ဤဒီကိုတွေးတောပြီးနောက်စိတ်ဝိညာဉ်မြောက်သည့်အနှဲငယ်လိပ်ပြမလုံးသလိုခံစားမိလေ၏ယခုစူစီမိုခံစားနေရသောအခြေအနေသည်သူသိမ်းထားသောတစ်တီးကြောင့်ဖြစ်ပေါ်လာတာဖြစ်လေ၏တကိုယ်လုံးသွေးများချင်းချင်းหนี၍အလွန်တရာပူလောင်နာခြင်းခံစားနေရသောစူစီမိုကိုကြည့်ကာစိတ်ဝိညာဉ်မြောက်သည်နရွက်ကိုကုတ်လိုက်ပါးကိုကုတ်လိုက်နှင့်လုံနေလေ၏သို့တော်လည်းဖြည့်ရှင်းနိုင်မည့်အဖြေတစုံတရာသူရှာမတွေ့နိုင်ပေအခန်း19အေးဆက်နေသောရေကန်အောက်တွင်ကြက်သွေးရောင်မီးရှံတစ်တီးရဲ့အစီနှစ်၏လောင်မြိုက်ခြင်းအောက်တွင်စူစီမို၏ခန္ဓာကိုယ်သည်စူပွက်နေပေပြီးသူအသက်ရှူထုတ်လိုက်တိုင်းတွင်သူ့နှာခေါင်းထဲမှကြက်သွေးရောင်လေးစီးကြောင်းကထွက်ပေါ်လာလေ၏ကတိရွှေဦးတိုင်အစစ်ပညာရှင်များ၏ဘဝတက်တန်းမှာအများဆုံးနှစ်900အထိဖြစ်လေသည်ယခုသူစားလိုက်သောတစ်တီးမှာနှစ်1000ကြာမှတလုံးသာသည့်တက်သောစိတ်ဝိညာဉ်တစ်တီးဖြစ်လေ၏ဘလောက်များပြားသောစွမ်းရည်များကိုတိုးလောင်ထားမှလဲစဉ်းစားကြည့်နိုင်ပေသည်စီးဝင်လာသောစွာအဲ့ဒီများကအလွန်တရာများပြားပေါ်ကျွယ်လှပြီးစူစီမိုသည်ဆက်လက်တောက်မခံနိုင်တော့ပေနတ်ဆိုးသားရဲဘရင်10နှစ်ပါ၏လျှို့ဝှက်နဲ့နယ်ပညာရဲ့ကြောင့်9မိနစ်လောက်ကြာအောင်တောင့်ခံနိုင်ခဲ့သည်မှာပင်သူ့အတွက်အတော်လွန်လှပေပြီးစူစီမိုသည်ကောင်းကင်သို့မော၍အော်ဟစ်လိုက်၏သူခန္ဓာကိုယ်ထဲမှစွမ်းရည်များကိုဘယ်နာသွားပုံချရမလဲသူမသိတော့ပေထိုအရာကသူ့ကိုတေကျင်လောက်အောင်နာကျင်နှိပ်စက်နေလေပန်းစူစီမိုသည်သူ့ခန္ဓာကိုယ်ထဲရှိစွမ်းရည်များကိုလှည့်ပတ်ကာတောင်တန်းဖိနှိမ်ခြင်းကိုပုံဖော်လိုက်၏သူသည်လိုက်ဂူထဲရှိကြောက်တုံးနေရများကိုရှိသမျှအားဖြင့်ပြစ်တိုက်ချလိုက်လေ၏တစ်ချက်ပြီးတစ်ချက်များစွာသောကြောက်သားများသည်ကွဲအပ်ကာမြေပေါ်သို့ကွာကြကုန်လေ၏ဘန်းစူစီမို၏မျက်လုံးနှလုံးသည်ရဲရဲနီနေပေပြီးသူသည်သူ့ခန္ဓာကိုယ်ထဲရှိစွမ်းရည်များထွက်သွားမလားစိတ်ကူးနှင့်ကြောက်တုံးနေရများကိုသူ့ခန္ဓာကိုယ်နှင့်ထက်ကာပြစ်တိုက်ချနေလေ၏နေရနှင့်သူတစ်ကြိမ်တိုက်လိုက်တိုင်းတွင်လှိုင်ကူသည်ပြင်းထန်စွာတုန်ခါသွားပြီးကြောက်စားကြောက်နှံ့များကပြုတ်ကျလာလေ၏လှိုင်ကူသည်အချိန်မရွေးပြိုကျတော့မြည်ခဲ့တို့ဖြစ်လာလေ၏လိုင်ကူသာပြိုကျသွားလျင်ပေါင်တောင်းချီသောအလေးချိန်ကသူတို့အပေါ်သို့ပြီးကျလာပေလိမ့်မည်ဘလောက်တန်မာလှပါသည်ဆိုတော့ခန္ဓာကိုယ်ပဲဖြစ်အသားပြားဖြစ်သွားပေလိမ့်မည်လူတစ်ယောက်နှင့်မြောက်တကောင်သည်အချိန်မရွေးတည်သွားနိုင်သည့်အနေအထားပင်စူစီမိုသည်ပုံမှန်အသိစိတ်ပျောက်ဆုံးနေပြီဖြစ်ပြီးစိတ်ဝိညာဉ်မြောက်ကတော့ထို့သို့မဟုတ်ပေစူစီမိုသည်တေရတော့မီမှာတိတာထင်ရှားလေသည်သူနှင့်စိတ်ဝိညာဉ်မြောက်သည်ဆွေမျိုးနှိစက်လဲမတော်သလိုမိတ်ဆွေအရင်ချလဲမဟုတ်ပေသူတို့သည်အမှတ်တမဲ့တော့ပြစ်ဆောင်ခဲ့ကြခြင်းသာဖြစ်လေသည်ဤနေရာမှယခုချက်ချင်းအလျင်အမြန်ထွက်သွားဖို့ကစိတ်ဝိညာဉ်မြောက်အတွက်လိမ္မာပါနှက်သောရွေးချယ်မှုဖြစ်လေ၏သို့တော်လည်းဤအခြေအနေတွင်စိတ်ဝိညာဉ်မြောက်၏မျက်လုံးထဲတွင်စိုးရိမ်ပူပန်မှုအရေးအယောင်များကပေါ်ပေါက်လာလေ၏စိတ်ဝိညာဉ်မြောက်သည်တခဏကြာချီတုံချတုံဖြစ်နေပြီးနောက်ထွက်သွားဖို့မှရွေးချယ်ခဲ့ပေဘေးမှရက်နေပြီးသူသည်မိခဲပေါ်ဖင်ခုထိုင်ထားရသလိုဖြစ်နေ၏ သူ
သူသည်အံ့ဖွယ်တစုံတရာဖြစ်ပေါ်လာဖို့မျှော်လင့်ရင်းမျက်လုံးကိုမှိတ်လိုက်ဖွင့်လိုက်လုံနေလေ၏ဗန်ဘွန်းဘွန်းဤအချိန်တွင်ထိခိုက်ပြိုကျသောအတန်များကကြောက်တုံးနေရန်စီမှထွက်ပေါ်လာလေ၏တောင်ကုန်းတစ်ခုလုံးကခဏမျှတုန်ခါသွားလေ၏စိတ်ဝိညာဉ်မြောက်၏မျက်လုံးကတောက်ပသွား၏စူစီမို၏ဖြစ်တိုက်ချက်များကြောင့်ဖြစ်ပေါ်လာသောတုန်ခါမှုများကလိုင်ကူ၏ကြောက်တုံးနေရန်ကိုပြိုကျသွားစေပြီးသူ့ကိုနောက်ထပ်လိုင်ကူတစ်ခုထဲသို့ပြစ်ကျသွားစေ၏လိုင်ကူထဲမှနောက်ထပ်ထပ်ဆင့်လိုင်ကူတစ်စိတ်ဝိညာဉ်မြောက်သည်လျင်မြန်စွာလှမ်းလိုက်ပြီးစူစီမိုနောက်ကိုအမိလိုက်လေ၏ဒုတိယလိုင်ကူသည်သေးငယ်ပြီးကျင်းမြောင်းလေ၏ထိုလိုင်ကူ၏အလယ်တွင်ရေကန်ငယ်လေးတစ်ခုရှိလေ၏ထိုနားရှိလေတုကရေခဲတမျှအေးဆက်နေပြီးအယိုးထဲသို့ပင်ဖောက်ဝင်လာလေ၏စိတ်ဝိညာဉ်မြောက်သည်လိုင်ကူထဲသို့မာရောက်ခင်မှာပင်သူ့တကိုယ်လုံးကချမ်းတုံနေပေပြီးသူသည်သူ့ခြေလမ်းကိုချက်ချင်းပင်ရပ်တန့်လိုက်၏ရေကန်ငယ်လေးမှထွက်ပေါ်လာသောလေအေးများသည်အလွန်ပြင်းထန်လှလေသည်စိတ်ဝိညာဉ်မြောက်သည်အနားသို့တိုးကပ်ကြည့်လိုက်သောအခါအင်းခဲလွာတစ်ခုကပေါ်လာပြီးသူ့ခန္ဓာ၏အမွှေးများပေါ်သို့တဖြည်းဖြည်းချင်းပြန့်နှံ့သွားလေ၏အေးဓာတ်ကိုသူ့အထဲသို့ထိုးပေါက်ဝင်ရောက်လာပြီးငင်းကသူ့အသွေးသားများကိုများပြားလှစွာသောတန်အပ်ကလေးများဖြင့်ထိုးပေါက်နေသလိုပင်၏အချိန်တွင်စူစီမိုကတကိုယ်လုံးလောင်ကျွမ်းနေလေ၏သူသည်အသေးခိုက်မတက်အေးဓာတ်ကိုအာယုံခံမိသောအခါထိုအေးမြသောရေကန်စီသို့ပြေးဝင်ချသွားလေတော့အေးဓာတ်ကလွန်ကဲလာပြီးဘလို့မှတောက်မခံနိုင်လောက်အောင်ပင်သို့တော်လဲကြက်သွေးရောင်မီးရှံတစ်တီးကိုအမှတ်တမဲ့စားသုံးမိပြတကိုယ်လုံးလောင်ကျွမ်းနေသောစူစီမိုကတော့ထိုအေးဓာတ်ကိုခြေဖြတ်ခုခံနိုင်လေသည်စူစီမိုသည်ရေကန်ငယ်ထဲသို့ဓာတ်ရိုက်ခုန်ချလိုက်လေ၏ထိုနောက်ရဲနေအောင်မီးပုတ်ထားသောတန်ချောင်းကိုအေးဆက်သောရေထဲသို့ပစ်ထည့်လိုက်တဲ့ကဲ့သို့တရှဲရှဲတစ်ဖြစ်အတန်များကထွက်ပေါ်လာလေအပူနှင့်အေးမီးနှင့်ရေကွဲပြားခြားနာသောဆန့်ကျင်ဘက်အားအင်နှစ်ခုကတစ်ခုနှင့်တစ်ခုပို့တိုက်ချေဖြစ်နေကြလေစူစီမိုသည်ရေကန်ထဲတွင်ပေါ်လာလိုက်မြက်သွားလိုက်နှင့်တစ်ခါပြီးတစ်ခါဖြစ်နေလေတော့၏ရေငွေ့များကတက်လာပြီးမြူမြကတိုင်းလာလေ၏ထိုအရာကနတ်ပြည်သို့ရောက်နေသလိုပင်စိတ်ဝိညာဉ်မြောက်ကဤမြင်ကွင်းကိုခက်လန်းလန်းကနေမတည့်ရက်ကြည့်နေလေသည်ဤအခြေအနေတွင်စူစီမိုသည်တေခြင်းတရားမှလွတ်မြောက်နိုင်သွားလောက်ပြီဟုသူခက်ရေးရေးမှန်းဆမိလေ၏ရှေးလူကြီးတွေပြောကြသလိုပင်အစိတ်တိုင်း၏ဖြည့်စေးသည်နင်းစိတ်ဖြစ်ပေါ်စေသောနေရာဝန်းကျင်မှာပင်ရှိတတ်ကြလေဤစူစီမိုသည်ကြက်သွေးရောင်မီးရှံတစ်တီးကိုလွဲမားစားသုံးမိပြီးနောက်ထွက်ပေါ်လာသောစွမ်းရည်များကိုတောက်မခံနိုင်ခဲ့ပေသို့တော်လဲသူသည်ကံကောင်းထောက်မှတ်စွာဖြင့်အေးဆက်နေသောရေကန်တစ်ခုကိုရှာတွေ့ခဲ့ပြီးရင်းမှအေးဓာတ်ဖြင့်သူ့အသွေးသားများထဲရှိလောင်ကျွမ်းတေဇောဓာတ်များကိုချိတ်ပိတ်တားဆီးဖိနှိပ်နိုင်ခဲ့လေ၏တေဇောဓာတ်အစီနှင့်များကစူစီမို၏ခန္ဓာကိုယ်ထဲတွင်အကုန်မကြေပြတ်သေးပေသို့တော်လဲထိုတေဇောဓာတ်အစီအနှစ်ခဲကြီးကသူ့ခန္ဓာကိုယ်ထဲတွင်ယာယီချိတ်ပိတ်သွားခဲ့လေ၏သူကျင့်ကြံသည့်အချိန်တိုင်းတွင်သူသည်ထိုချက်သွေးရောင်မီးရှံတစ်တီးမှအစီနှင့်များမကုန်မချင်းနည်းနည်းချင်းစီစုပ်ယူတန်းစင်နိုင်ပေလိမ့်မည်အရာကအနာဂတ်တွင်သူကျင့်ကြံသည့်အခါစူစီမိုအတွက်များစွာအထောက်အကူပြုပေလိမ့်မည်ရေကန်ထဲသို့ရောက်ရှိသွားချိန်ကစပြီးစူစီမိုသည်အတိစိတ်ပြန်ကပ်လာခဲ့ပေပြီးမကြာမီမှာပင်ကြက်သွေးမီးရှံတစ်တီး၏စွမ်းအင်ကသူ့အတွက်အသက်အန္တရာယ်ကိုမဖြစ်နိုင်စေတော့ကြောင်းသူနားလည်သွား၏စူစီမိုသည်ရေကန်ထဲမှပြန်ခုန်တက်မလို့လုံနေတော့မှပင်ရူရူငူငူအတွေ့တစ်ခုကရူရူငူငူအတွေ့ပေါ်လာပြီးနှလုံးခုန်မြန်လာလေ၏ဒီနေရာကကြက်သွေးရောင်မီးရှံတစ်တီးမျိုးကိုတောင်ပြိုးထောင်ပေးနိုင်နေဆိုတော့ဒီအေးဆက်နေတဲ့ရေကန်နားမှာအခြားအလားတူအသီးတွေဘာတွေများရှိနေအောင်မလားအေးဆက်ရေကန်ရှဤသောလိုင်ကူသည်တိတ်မှတ်ကျဲလှပေတစ်ချက်လောက်လှည့်ပတ်ကြည့်လိုက်တာနှင့်အားလုံးကိုရှင်းရှင်းလင်းလင်းမြင်နိုင်လေသည်စူစီမိုတယောက်မြည်သည့်အရာကိုမျှရှာမတွေ့ပေငါထင်တာမှန်မယ်ဆိုရင်အဲ့ဒါကရေကန်အောက်ခြေမှာရှိနေတာဖြစ်ဖို့များတယ်စူစီမိုသည်အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက်ရေကန်အောက်သို့ထိုးငုံလိုက်လေအေးဆက်ရေကန်ကအလွန်အကျူးကိုအေးလွန်းလာလေသည်တခုထူးခြားတာကအဲ့လောက်အေးနေတာတောင်ရေများကခဲမနေတာဖြစ်လေသည်စူစီမိုသည်ပြင်းထန်လာသောဖိအားကိုတောင့်ခံရင်ပို၍နတ်အောင်ငုတ်ရှာဘိုးခဲလေဤကန်ဤရေကလည်းပို၍အေးဆက်လာလေဤလျှို့ဝှက်နဲ့နေကန်နဝင်ကိုလေ့ကျင့်ပြီးနောက်
စူစီမို၏အသက်အောက်နိုင်စွမ်းကအတော်လေးကောင်းလာ၏သူသည်15မိနစ်ကြာသည့်အထိအသက်အောက်နိုင်စွမ်းရှိလေ၏သို့တော်လည်းစူစီမို၏ခန္ဓာကိုယ်မှအေးတက်ကလွန်စွာပြင်းထန်လာလေ၏သူ့လက်ချောင်းခြေချောင်းများသည်အေးဆက်ထုံကျင်လာပြီးသွေးလှဲ့ပတ်မှုနှုန်းကလည်းနှေးကွေးလာလေ၏ရှေးလူကြီးတွေပြောကြသလိုပင်အစိတ်တိုင်း၏ဖြည့်ဆေးသည်နင်းစိတ်ဖြစ်ပေါ်စေသောနေရာဝန်းကျင်မှာပင်ရှိတတ်ကြလေ၏စူစီမိုသည်ကြက်သွေးရောင်မိလျက်ဟန်တစ်တီးကိုလွဲမားစားသုံးမိပြီးနောက်ထွက်ပေါ်လာသောစွမ်းရည်များကိုတောက်မခံနိုင်ခဲ့ပေသို့တော်လည်းသူသည်ကံကောင်းထောက်မစွာဖြင့်အေးဆက်နေသောရေကန်တစ်ခုကိုရှာတွေ့ခဲ့ပြီးငင်းမှအေးတဲ့ဖြင့်သူ့အသွေးသားများထဲရှိလောင်ကျွမ်းတေဇောဓာတ်များကိုချိတ်ပိတ်တားဆီးဖိနှိမ်နိုင်ခဲ့လေ၏တေဇောဓာတ်အစီနှင့်များကစူစီမို၏ခန္ဓာကိုယ်ထဲတွင်အကုန်မကြေပြတ်သေးပေသို့တော်လည်းထိုတေဇောဓာတ်အစီနှင့်ခဲကြီးကသူ့ခန္ဓာကိုယ်ထဲတွင်ယာယီချိတ်ပိတ်သွားခဲ့လေ၏သူကျင့်ကြံသည့်အချိန်တိုင်းတွင်သူသည်ထိုကျက်သွေးရောင်မီလျံတစ်တီးမှအစီနှင့်များမကုန်မချင်းနည်းနည်းချင်းစီစုပ်ယူတန်းစင်နိုင်ပေလိမ့်မည်။ရာကအနာဂတ်တွင်သူကျင့်ကြံသည့်အခါစူစီမိုအတွက်များစွာအထောက်အကူပြုပေလိမ့်မည်။